မိဘမဲ့ဂေဟာကိုဒီငနဲတွေရောက်လာတာဟာနက်မိမယ်လေးတွေရောက်လာတယ်လို့မျိုးမဟုတ်ပါဘူးလူလိုသူလိုကလေးတွေမဟုတ်ပဲနှကောင်းကိုက်เสียမှွေချက်တွေနဲ့ရောက်လာတာပါဆရာမတွေခမရလဲစနစ်တကျထိမ့်မရပဲအုံအုံကြွတ်နဲ့တွေးတက်ကုန်ကြပါပြီတအိမ်လုံးပယမ်းပါတာဖြစ်နေတဲ့အချိန်မှာနှချမ်းသာတဲ့လင်မယားနှစ်ယောက်ကလေးမွေးစားဖို့ရောက်လာတယ်ဒါပေမဲ့ဒီမွေစိန်လေးတွေနဲ့တွေးလိုက်ရတဲ့အခါသူတို့ရဲ့မိသားစုအယူအဆတွေပြောင်းလဲသွားပြီးအစီအစဉ်တွေအကုန်လုံးပြောင်းပြန်လှန်ပစ်လိုက်ပါတော့တယ်တန်ရောစင်တွေညှိတွယ်သွားပြီးတယောက်တည်းမဟုတ်ပဲဒီညီအကိုတစ်တိုက်လုံးကိုမွေးစားဖို့ဆုံးဖြတ်လိုက်ကြတယ်အချိန်တွေကုန်လွန်သွားပြီးဒီမွေစိန်လေးတွေလည်းနလူပြိုကြီးတွေဖြစ်လာကြပြီပေါ့အရွယ်ရောက်လာတော့ကလေးကလာအမွေတာမျိုးမဟုတ်ပဲပြဿနာတွေကိုလက်ပေါ်အမြင့်နဲ့ရှာတက်လာကြတယ်ဒါပေမဲ့သူတို့ရဲ့အုံနောက်မပါတဲ့ပျော်ရွှင်မှုတွေကတော့အသက်ကြီးလာလဲပြောင်းမသွားပါဘူးဘလောက်ပဲအခက်ခဲတွေတွေ့ပါစေဦးသူတို့ရဲ့ဦးကြောင်ကြောင်စရိုက်ကတော့အမြဲတိုင်းပါပဲအခုတခါမှာတော့သူတို့တန်ရောစင်ရှိတဲ့မိဘမဲ့ဂေဟာကိုငကယ်တင်ဖို့ဆိုတဲ့မက်ရှင်ကြီးပေါ်လာပါပြီဂေဟာကိုချစ်တဲ့စိတ်နဲ့သူတို့၃ယောက်မယူရဲဆန်တဲ့အစီအစဉ်တွေကိုစလုပ်ပါတော့တယ်ရည်ရွယ်ချက်ကမြင့်မြတ်ပေမဲ့လုပ်ရက်တွေကတော့မကောင်းကုတ်ရမယ့်ကိစ္စတွေကြီးပါပဲပတ်စံရဖို့အတွက်သူတို့၃ယောက်ကြံစီလိုက်တာကအကျေးစားလူသက်သမားလုပ်ဖို့ပါပဲမဖြစ်နိုင်တာကိုလုပ်ငန်းသဘောတဘာဝကိုလွဲမှားစွာနားလည်ပြီးဟာတာတွေလုပ်နေကြတာ professional နဲ့ဝေလို့မှားလိုက်တဲ့အမှားတွေကလည်းငြင်းချင်းပတ်လက်နိုင်လွန်းလာပါတယ်ဦးကြောင်ကြောင်နဲ့တက်ကြွနေတဲ့သူတို့၃ယောက်ဒီမစ်ရှင်ကြီးကိုဘလို့စောက်ထိုးလုပ်မလဲကြည့်ရအောင်အလွဲတွေကြားတဲ့ကကမောက်ကမခီးစဉ်မှာထပ်ပြီးအခက်ခဲတွေနဲ့တိုးပါသေးတယ်အလွဲဆုံးကတော့လူသက်သမားလုပ်မဲ့သူတွေတားဖွားခန်းထဲမှားဝင်သွားတဲ့ကိစ္စပါပဲပြင်ဆင်မှုမရှိတဲ့သူတို့ရဲ့အခြေအနေကိုဒီအလွဲကြီးကတက်တည်ပြနေတာပါခြေလန်းတိုင်းမှာအမှားတွေကြီးပဲဖြစ်နေပေမဲ့နေရစရာဇက်ကွက်တွေကတော့တိုးလို့ပေါ့အစပိုင်းမှာတော့ပတ်စံရှာဖို့အတွက်ငားမွေးမြူရေးလုပ်ဖို့စိတ်ကူးကောင်းရခဲ့ကြသေးတယ်ဒါပေမဲ့ဒီအကြံစီကြီးကလည်းမကြခင်မှာပဲထိမ့်မနိုင်သိမ့်မရဖြစ်သွားပြီရဲတွေဝိုင်းအောင်ပြီးစီးနှင်းတဲ့အထိနစ်ဇလန်းကကမောက်ကမဖြစ်သွားပါတော့တယ်ဘဝဆိုတာကိုစီစဉ်ထားတဲ့အတိုင်းဖြစ်မလာဘူးဆိုတာသူတို့သိသွားလောက်ပါပြီပြဿနာတွေတက်နေရင်းနဲ့ပဲသူတို့၃ယောက်လူရွေးပွဲ audition တစ်ခုတည်းကိုမထင်မှတ်ပဲရောက်သွားတယ်သူတို့ရဲ့ဦးကြောင်ကြောင်တရုပ်ဆောင်ချက်တွေကဒါရိုက်တာတယောက်ရဲ့မျက်စိထဲကျသွားပြီမမျှော်လင့်ပဲမင်းသားတင်မြောက်ခြင်းခံလိုက်ရပါတော့တယ်တခါတလေကြတော့လေရေစရာတွေကပဲအခွင့်အလမ်းတစ်တွေဖြစ်လာတတ်တာမျိုးပေါ့မတည်ငြိမ်တဲ့သူတို့ဘဝရဲ့အလှည့်ပြောင်းမှာတရိတ်ဆန်ယုံကလင်းပိုင်ကန်တွေကိုမှားကြပြန်ရောအဲ့ဒီမှာတင်အသက်အန္တရာယ်ရှိပြီးရေစရာကောင်းတဲ့ကိစ္စတွေစက်တိုက်ဖြစ်လာပြီသူတို့ကြားကတန်ရောစင်ကိုပိုပြီးခိုင်မြဲသွားစေခဲ့ပါတယ်ဒီလိုထူးဆန်းတဲ့အခြေအနေတွေကြားကပဲနှစ်သူတို့ရဲ့တငယ်ချင်းတန်ရောစင်ကပိုခိုင်မာလာတာပါတစ်ဖက်မှာလည်းတောင်းဖြဖြပါတီပွဲကြီးထဲမှာအလှဝက်ချက်တွေစပြီးပေါ်လာပါပြီအထူးသဖြင့်ရီယိုနဲ့တက်တီတို့ကြားကကိစ္စတွေပေါ့ဒီအမှန်တရားတွေကဇက်ကောင်တွေကြားမှာတင်းမာမှုတွေကိုပိုပြီးမြင့်တက်လာစေခဲ့ပါတယ်စိတ်လှုပ်ရှားစရာပါတီပွဲကြီးကနေပြဿနာတွေပေါက်ကွဲထွက်မဲ့နေရာကြီးဖြစ်သွားပါပြီအခြေအနေတွေဆိုးရွားလာချိန်မှာတော့သူတို့တွေအဗီလိန်အစ်စ်မှန်ကိုရင်ဆိုင်ဖို့အချိန်နဲ့လူပြီးကြိုးစားရပါတော့တယ်
သူတို့ကဘာကြီးကိုချင်းချောက်နေတဲ့အကြံဆိုးတွေကိုမတားဆီးဖို့စွန့်စားရမယ့် level ကအမြင့်ဆုံးရောက်နေပြီဒီအခြေအနေကသူတို့အချင်းချင်းနဲ့အိမ်မက်တွေကိုကာကွယ်ဖို့စိတ်ဓာတ်တွေကိုပိုပြင်းထန်လာစေတယ်နောက်ဆုံးမှာတော့ကံကြမ္မာအလှည့်ပြောင်းကြောင့်သူတို့ project အတွက်ငွေကြေးထောက်ပံ့မဲ့သူပေါ်လာပါတယ်အရင်ကကန်ဆိုးမှုတွေကြီးပဲလို့ထင်ခဲ့ရတဲ့အရာတွေကအခုတော့အခွင့်အရေးကောင်းကြီးဖြစ်သွားပြီပေါ့ခက်ခဲတဲ့ဒုက္ခတွေကိုကြော်ဖြတ်ပြီးတဲ့နောက်ဤထောက်ပံ့မှုကသူတို့အိမ်မက်တွေကိုအသက်သွင်းပေးလိုက်ပြီမျှော်လင့်ချက်အပြည့်နဲ့အစပြုခြင်းအသစ်စီကိုခေါ်ဆောင်သွားပါတော့တယ်